ဒါက2010နောက်ပိုင်းမွေးတဲ့ကောင်မလေးတင်တော့ပို့ပေးလိုက်တဲ့ကြောက်တုံးလေးပါသူပြောတာကဒါဟာသူနှစ်တော်ကြာစုထားတဲ့မုံဖိုးလေးတွေနဲ့အဒက်စီစီကနေဝယ်ထားတဲ့ကြောက်ကောင်းလေးတုံးပါတယ်သူ့ရဲ့ခံစားချက်ကိုဖော်ပြနိုင်မဲ့လက်ဝက်ရတနာတစုံလှုပ်ဖေးစေချင်ခဲ့တာပါသူ့အဖွားရဲ့မွေးနေ့လက်ဆောင်အဖြစ်ပေးချင်လိုပါတယ်ဒီကြောက်တုံးလေးကိုပထမဆုံးမြင်လိုက်ရတဲ့အချိန်မှာပဲဒီကောင်မလေးတော်တော်လေးရင်းနှီးထားမှသိလိုက်ရပါတယ်ဒီကြောက်သားလေးကကြည်လေနူးညံ့ပြီးအယောင်ကလည်းစို့ပြီးတောက်ပြောင်နေပါတယ်မြင်လိုက်တာနဲ့အရေးအသွေးကောင်းမှသိတာပါတယ်ကောင်မလေးပြောတာကသူ့ကိုအဖွားချီသူကပဲပြုစုပြိုးထောင်ခဲ့တာပါတယ်သူဝမ်းနေတဲ့အချိန်တိုင်းလဲကြတဲ့အချိန်တိုင်းမှာသူ့အဖွားကပဲပထမဆုံးထူဖေးခဲ့တာပါအခုသူကြီးလာပြီးလုံနိုင်ကိုင်နိုင်ချစ်လာတော့တကယ်ကိုထူးခြားတဲ့လက်ဆောင်တစ်ခုပြင်ဆင်ပေးခြင်းခဲ့တာပါအဖွားရဲ့မွေးနေ့က9လပိုင်းအစောပိုင်းမှာကြာရောက်မှာပါဆွေမျိုးမိတ်ဆွေတွေအားလုံးကလည်းလာပြီးဂုဏ်ပြုကြမှာပါသူကအများတကာပေးနေကြလက်ဆောင်မျိုးမပေးချင်ဘူးတဲ့သူအဖွားအတွက်လည်းတီးတန့်ခြင်းမဲ့လက်ရာတစ်ခုကိုလိုချင်ခဲ့တာပါသူကပြောပြသေးတယ်သူ့အဖွားကယုံနဲ့ဖွားထိပြီးနာမည်ထဲမှာတွဲဆိုတဲ့စာလုံးပါတယ်တဲ့ငငယ်ကတည်းကသူ့အဖွားကိုတွဲရောင်ထွိုင်းအမည်ပေါ်ကယုံလဲလို့နူးညံ့သည့်ချစ်စရာကောင်းတယ်လို့ခံစားရတယ်တဲ့ဒါပေမဲ့ကြန့်ခိုင်ပြီးအင်အားလည်းရှိပါတယ်သူစိတ်ထဲမှာတော့အဖွားကသူ့ကိုဒီကဘာပေါ်မှာအချစ်ဆုံးလူပါပဲသူအလေးစားဆုံးလူတစ်ယောက်လည်းဖြစ်ပါတယ်သူကအဖွားရဲ့မွေးနေ့ရောက်တဲ့အခါဒီတဦးတဲ့တော့မေတ္တာလက်ဆောင်လေးကိုပေးအပ်နိုင်တော့မျိုးလင့်နေတာပါသူရဲ့ဆက်လန်းကိုကြားပြီးတဲ့နောက်မှာတော့ဒီဇိုင်းပုံစံအတွက်စိတ်ကူးတစ်ခုချက်ချင်းရသွားပါတယ်ဒီလက်ဝဲယတနာအစုံဟာတင့်တယ်တက်ရက်ပြီးအချင်းကြကြတန်ဖိုးရှိနေရမှာပါပြီးတော့အဖွားဝတ်ဆင်ရတာတတ်တောင့်တတ်တာဖြစ်ဖို့လဲလိုပါတယ်ဘယ်နေရာကိုပဲရောက်မင်းမလီရဲ့စေတနာကိုအမှတ်ရနေစေရမယ်ဒီလက်ကောက်လေးကိုတော့အသက်နိုင်ဆုံးထင်းနဲ့ဖန်တီးဖို့ဆုံးဖြတ်ခဲ့ပါတယ်ကြောက်သားရဲ့အဓိကအကြဆုံးအနူးညံ့ဆုံးနဲ့အယောင်အလှဆုံးအပိုင်းကိုရွေးချယ်ပြီးလှုပ်ရှားတက်ဝင်နေတဲ့ယုံလေးကောင်ကိုထွင်းထူးပေးခဲ့ပါတယ်ရှေးခေတ်ကတည်းကယုံဟာနူးညံ့မှုနဲ့ဉာဏ်ပညာကိုကိုစားပြုပါတယ်ဉာဏ်ထက်မြက်ခြင်းကောင်းကျိုးမင်္ဂလာနဲ့သက်ရှည်ကြားမှခြင်းကိုအတိတ်ပဲဆောင်ပါတယ်လာပါတဲ့အနာဂတ်ရင်ယုံလေးသူမကတီးငိမ်နေဒါပေမဲ့အေးဆက်မနေဘူးသူပါလာသူချစ်စရာကောင်းနေတာအဖွားရဲ့ကောင်းကြီးစကားတွေလိုနူးညံ့တဲ့ကာကွယ်ဆောင်ရှောက်မှုမျိုးပေါ့ဒါပြင်ကောင်းမလေးရဲ့ဖြူစင်တဲ့ကျေးဇူးတင်စိတ်ကိုလည်းကိုစားပြုတယ်ယုံနာရွက်လေးတွေကိုနည်းနည်းထောင်ထားတယ်ပုံစံလေးကလေမာပြီးနူးညံ့တဲ့ပုံစံလေးပါကျွန်တော်ကကြောက်ရက်တဘာဝအခွန်ရောင်ကိုတမင်ချန်ထားခဲ့တယ်ဒါမှယုံမွေးလေးတွေကပိုးပြီးနူးညံ့ကအသက်ဝင်နေတယ်လို့ထစ်သွားမှာပန်းပုပင်ရရဲ့လက်ရလဲပါဝင်ပြီးတဘာဝအတိုင်းအလှကိုလည်းဖော်ကျူးထားတယ်ဘေးမှာနှင်းပွေလေးနှစ်ပွင့်နဲ့အလှဆင်ထားတယ်ကြည်လင်တောက်ပတ်နေတာပေါ့တပွင့်ကယုံလေးရဲ့ကိုပေါ်မှာပေါ့ပါလေးနောက်ကပွင့်ကတော့လေထဲမှာပြန်ဝဲနေတယ်လို့ပဲစောင်းရဒီရဲ့အဖြူစင်ဆုံးတော့စုမန်ကောင်းလို့ပါပဲဒါကတောင်းမှန်ယုံတကောင်တော့မဟုတ်ပါဘူးဒါဟာသူ့စိတ်ထဲကနူးညံ့ပြီးအားမှန်ရှိတဲ့အဘွားအတွက်အရင်နီးဆုံးအဖော်မွန်းပါပဲအခက်ဆုံးကတော့ယုံလေးရဲ့လှုပ်ရှားတက်ဝင်မှုကိုနှင်းပွင့်ရဲ့ငင်းသက်ခြင်းနဲ့ပေါင်းစပ်ဖို့ပါပဲမြင်လိုက်တာနဲ့နှွေးထွေးပြီးငိမ့်ချမ်းတဲ့ပျော်ရွှင်မှုကိုခန်းစားရစေဖို့ပါကျွန်တော်အချိန်2ရက်တိအသုံးပြုခဲ့ပါတယ်တစ်ချက်ချင်းစီဒီယုံလေးနဲ့နှင်းပွင့်လေးတွေကိုကြောက်တုံးထက်ကနေပင့်ဖိတ်ထုတ်ခဲ့ရတာပါလက်ရပြီးမြောက်သွားတဲ့အခိုက်အတန့်မှာကျွန်တော်ကိုယ်တိုင်တောင်အံ့ဟောသွားမိတယ်အဲ့ဒီတော့မှဒီကောင်မလေးရဲ့စိတ်ထက်ကစကားတခွန်းကိုနားလေသွားတယ်တသက်လုံးအချစ်ခံရပါစေနူးညံ့မှုတွေမလျော့ပါစေနဲ့ဒီဆွဲသီးလေးကတော့ကျွန်တော်လက်ရတစ်ခုထွင်းပြတဲ့နောက်ကြံတဲ့အနှစ်သားကြောက်စက်နဲ့ရှေးရိုးရာဖိန်အန်းခိုပုံစံလေးကိုတေးချာထုလုပ်ထားတာပါရှေ့ဘက်မှာအပေါက်ဖောက်ပြီးဒီဇိုင်းလုပ်ထားတယ်ကြည်လင်းပြီးကြက်တရီရှိနေတယ်အောက်ဘက်မှာအခွင့်ရောင်အများဆုံးစုနေတဲ့နေရာမှာတော့ကျွန်တော်ကငှက်မွေးလေးနှစ်ခုကိုပါနထွင်းထူထားပါတယ်ပေါ့ပါပြီးလွတ်လပ်တဲ့ပုံစံလေးနဲ့ပါကောင်းကြီးမင်္ဂလာတွေတည်ဆောင်ပြီးအဝေးကိုအချိန်မရွေးပြန်တန်းသွားတော့မယ့်ပုံစံမျိုးပါငှက်မွေးရဲ့အကြောလိုင်းတွေကိုတချောင်းချင်းစီတိုင်းပေါ်လွင်နေအောင်ထုစစ်ထားပါတယ်တစ်ခုကအပေါ်ကိုထောင်နေပြီးတစ်ခုကအောက်ကိုညင်သားစွာကျနေတယ်ဒါကအဖွားရဲ့နူးညံ့တဲ့အဆောင်အရှောက်ကိုစားပြုပြီးကောင်းမလေးရဲ့အနာဂတ်စီပြန်တန်းမဲ့ရဲစွမ်းတက်တီကိုလည်းကိုစားပြုပါတယ်ငင်းချမ်းရဲ့ချိန်နဲ့ငှက်မွေးသူ့ရဲ့အတိတ်ဘယ်ကငင်းချမ်းတာရချင်းပါနေ့ရက်တိုင်းတင်းငင်အေးချမ်းစေဖို့ပါဒါအပြင်အဖွားရဲ့ရှစ်ဆက်ရောက်မဲ့နေ့ရက်တွေမှာအနာရောဂါကင်းပြီးပေါ့ပါလွတ်လပ်စေဖို့လည်းရည်ရွယ်ပါတယ်ဒီငှက်မွေးကိုထုစစ်နေတဲ့အချိန်မှာကျွန်တော်လက်တွေမတုံအောင်ထိန်းခဲ့ရတယ်ဘာလို့လဲဆိုတော့နည်းနည်းလေးပဲလွှဲသွားတော့နဲ့ဒီလက်ရတစ်ခုလုံးမှာအလကားချစ်သွားမှာပါငှက်မွေးရဲ့အကွဲအကောက်ကလည်းတဘာဝကြစီးစစ်နေရမယ်နည်းနည်းများသွားရင်မာကျော်သွားသည်နည်းနည်းရော့သွားရင်အားမရှိတဲ့ပုံဖြစ်သွားပါတယ်ဒီလက်ရတစ်စုံလုံးကိုအချိန်3ရက်ယူခဲ့ရတယ်ပုံချမ်းတစ်ချောင်းချင်းစီတိုင်းကိုအချိန်ပေါင်းများစွာပြန်ပြီးငဲရတယ်ဒီယုံကလေးနှင်းပွင့်နဲ့ငှက်မွေးတွေကိုချောမွေ့ပါလွာအောင်တိုက်ခဲ့ရပါတယ်ဒီလိုစေတနာကိုမစော်ကားတဲ့လက်ဆောင်တစ်ခုဖြစ်အောင်ထူးစစ်ခဲ့တာပါပြီးသွားတဲ့နောက်မှာကျွန်တော်ဒီလက်ရကိုထပ်ပုံရိုက်ပြီးကောင်မလေးစီပို့ပေးလိုက်တယ်သူအရန်ပျော်သွားတယ်ဒါပေမဲ့အားနာတဲ့ပုံစံနဲ့ကျွန်တော်ကိုမေးတယ်သူ့မှာမုံဖို့တိတ်မရှိလို့လက်ခါကိုနည်းနည်းပဲယူလို့ရမလားတဲ့ဘာလို့လဲဆိုတော့သူကကြံတဲ့ပိုက်ဆံနဲ့သူ့အဖွားအတွက်ပန်းစည်းတစီဝယ်ပေးချင်သေးလို့ပါဒါကိုကြားပြီးကျွန်တော်စိတ်ထဲမှာနှွေးထွေးသွားတယ်ဒါနဲ့သူ့ကိုပြောလိုက်တယ်ဒီပန်းပုထုတဲ့ဗီဒီယိုကိုကျွန်တော် online ပေါ်တင်လိုက်ရင်အသေးပုံလေး1000ကျော်သွားရင်မင်းရဲ့လက်ခါအားလုံးကိုကျွန်တော် short ပေးမယ်လို့ကောင်မလေးကဒါကိုကြားပြီးအယမ်းပျော်သွားတယ်ကျွန်တော်လည်းကိုယ့်ရဲ့အကောင်းဆုံးပညာတွေထုတ်သုံးခဲ့ပါတယ်ဒီပစ္စည်းနှစ်ခုကကျွန်တော်အကျဉ်းနဲ့ဆုံးထူဆက်ထက်လက်ရာတွေပါကျွန်တော်ဗီဒီယိုတွေစစ်တိုက်တင်နေတာကလူအများကရှေးရိုးရာလက်မှုပညာကိုနားလည်လာဖို့ကြောက်စိမ့်ပန်းပုပညာကိုသိလာစေဖို့ပါတ
တချို့ကကျွန်တော်ဗီဒီယိုကြည့်ပြီးတာနဲ့ကြော်သွားကြတယ်တချို့ကကြည့်လို့တော့မသိသေးပဲအသေးပုံလေးပေးသွားကြတယ်ဘာလို့လဲဆိုတော့လက်မှုပညာအမွေကိုထိမ့်သိမ်းရတဲ့ဒုက္ခကိုသူတို့နားလေလို့ပါဒီဗီဒီယိုကိုတင်တွေ့တဲ့အခါကြာရက်ကြည့်ဖြစ်မှာမဟုတ်နိုင်ပါဘူးနောက်ဆိုရင်ကျွန်တော်ကိုထပ်တွေ့ချင်မှတွေ့တော့မှာပါအားလုံးရဲ့ရှေ့ဆက်ရမယ့်ဘဝအထွတ်ကြိုပြီးဆူတောင်းပေးလိုက်ပါတယ်ကျမ်းမာရေးကောင်းကြပါစေအရာရာအဆင့်တချိုးမွေပါစေစီးစိမ်ဥစ္စာတွေတူးပွားပါစေကြည်လိုက်တော့အယံလွယ်တယ်လို့ထင်ရပါတယ်ဒီလက်ကောက်နဲ့ဆွဲတီးကိုထုလို့ဖို့3ရက်အချိန်ယူခဲ့ရပါတယ်မိတ်ဆွေတို့ဒီပန်းပုတ်လက်ရာကိုဘလို့မြင်ကြပါသလဲအမှတ်ပြဆဲမန်မှာဘယ်နှမှတ်လောက်ပေးကြမလဲဒီစိတ်ခံစားချက်ကမျှဝေထိုက်တယ်လို့ထင်နေဆိုရင်ဒီပန်းပုတ်လက်ရာကလည်းအတော်လေးကြည့်ကောင်းတယ်ဆိုရင်ကျွန်တော်ကိုအားပေးမှုလေးတစ်ခုပေးခဲ့လို့ရမလားအားလုံးကိုကျေးဇူးတင်ပါတယ်